တော့မှဖြစ်တဲ့အတွက်နေနားထောင်ပေးကြပါလို့ညညတောင်းမှချင်ပါတယ်အစောနာဩစတြေးလျဘက်ကရဲ့စင်ဘက်ကကျွန်တော်ရဲ့စင်ကာရီအဆူရီချင်းနေဆိုပြီးသွားပြီကျွန်တော်စင်ပေါ်မှာတက်လာတဲ့ခါမှာဒီဟာကဆိုတော့ကျွန်တော်ဩစတြေးလျဘက်ကအဆူရောကကျွန်တော်ဒီဟာရွေးချိန်မှာသွားတချင်းဆိုဖို့ယူတာဖြစ်တယ်ကျွန်တော်ကတော့စကားပြောဖို့ယူတာဖြစ်တယ်ဆိုတော့ဒီနေ့တော့ကြွားမယ်ပြီးတော့ကျွန်တော်ကမှန်တိုင်းပြောလို့ဆိုရင်ဇုံချင်းပွေးတိုင်းဆိုအရင်သွားချင်တယ်ဘာလို့လဲဆိုရင်ချင်းသားထောင်ဖို့ music ခံစားဖို့ဖြစ်တယ်ဇုံချင်းတွေကလူဝက်ချက်တစ်ခုကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဟာခါထန်လန်တို့ဒီကျွန်တော်ချင်းကျန်တဲ့ချင်းတွေကနေဇုံချင်းတွေကိုကျွန်တော်တို့အရင် admire ဖြစ်တာကပါလဲဆိုရင် music ဖြစ်တယ်ခုကလည်းခုတ်ကြည့်ပေးရကျွန်တော်ချင်းတွေမှာ music မှာချင်းတွေကိုကပါတီးအောင်ဥဆောင်နေတာဇုံချင်းတွေဖြစ်တယ်ဆက်လက်ပြီးတော့လည်းဥဆောင်ပေးပါဆိုတော့ဇုံချင်းတွေကမွေးလာကြတဲ့ကနေဂီတာနဲ့မွေးလာတာကျွန်တော်တို့ရမွေးလာကြတဲ့အငင်းခုမွေးလာတာဆိုတော့ဘာပဲပြောကျေးဇူးတင်တယ်ဒီနေ့ကသူများရတဲ့ချင်းတို့ဆိုပြီးသွားပြီကျွန်တော်ကနေတော့ကျွန်တော်တို့လူမျိုးတွေအနေနဲ့လှုပ်ဆောင်ရမယ့်အိမ်စာတွေကိုကျွန်တော်နည်းငယ်ပြောချင်တယ်။ဘာလဲဆိုရင်ကျွန်တော်တို့ဒီမလေးရှားမှာလာတဲ့ခါမှာပထမဆုံးနေတဲ့လူမျိုးစုံချင်းကတို့ပွဲကိုယ့်ရဲ့ယူရပွဲတွေကိုယ့်ရဲ့အမတ်သားပွဲတွေကိုလှုပ်ဆောင်ရတာကတအားခက်ခဲတယ်။ဒီကနေ့ဒီပွဲကြီးကိုဖြစ်မြောက်အောင်ကူညီပေးနိုင်တဲ့ဥဆောင်ပေးနိုင်တဲ့ MZC လူချီတကယ်ပဲလေးစားတယ်။သူတို့ကလည်းလက်ခုပ်ကြည့်ပေးရဘာလို့လဲဆိုရင်ခုနိုင်ငံခုမိသားစုမှာလောက်ရတာတအားလွယ်တယ်သူများနိုင်ငံမှာလောက်ရတာတအားခက်တယ်ဒါမဲ့ဒီပွဲတွေကတာလေကျွန်တော်ရဲ့ generation တွေကျွန်တော်ရဲ့ကလေးတွေကကိုရောကျွန်တော်ချမကဇုံချင်းပါဆိုတာဒီဒါမဲ့အမတ်တကဒီပွဲတွေဖြစ်တယ်ဆိုတော့တကယ်လဲဒီဥက္ကဋ္ဌကျူကလေးလေးစားတယ်အေဆီယာနဲ့ဒီလိုမျိုးပါဝင်ခွင့်ရလာရမယ်ဝန်တာပြည်ဖြစ်တယ်ဆိုတာကိုဆိုပြောချင်တယ်အစနာကချင်တွေ့ညီကိုကချင်ဥက္ကဋ္ဌကလည်းလက်ဆောင်ပေးပြီးသွားပြီကျွန်တော်ကနေတော့လက်ဆောင်ယူတော့မရှိလာဘူးဘာလို့လဲဆိုတော့ကျွန်တော်မိသားစုဖြစ်တယ်ကျွန်တော်မိသားစုဖြစ်တဲ့ခါမှာကျွန်တော်မိသားစုရဲ့အနေနဲ့ဘာတွေလုပ်နေတယ်လဲဆိုတော့အိမ်စာပဲကျွန်တော်ယူလာတာဖြစ်တယ်ဆိုတော့ပထမဆုံးနေတဲ့ကျွန်တော်တို့ကမလေးရှားမှာကျွန်တော်ကြည့်ပါစမှာအားလုံးလူပြည့်တယ်ကျွန်တော်ချင်းနေပွဲတိုင်းမှာလူပြည့်နေတယ်ဘာဖြစ်လို့ကျွန်တော်တို့ဒီဘက်မှာရောက်လာတယ်လဲကျွန်တော်နိုင်ငံသားကောင်းခဲ့တော့ကျွန်တော်ဒီလူမျိုးရောက်လာမလားဖန်စီရီအော်ပရာစီရီရဲတွေကြားထဲမှာကျွန်တော်ထွက်ပြေးမလားကျွန်တော်ချင်းပြည်နယ်မြန်မာနိုင်ငံဟာဆိုရင်တဘာဝတိုင်ရတအရချမ်းသာပြီးသားဖြစ်တယ်ကျွန်တော်နိုင်ငံသားကောင်းခဲ့မယ်ဆိုရင်ဒီကိုထွက်လာပြီးတော့အထောက်ထားပေးပြီးတော့ကျွန်တော်နေစရာအကြောင်းမရှိအဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်မြန်မာနိုင်ငံချင်းချင်းချမ်းနိုင်ဖို့အတွက်လည်းကျွန်တော်ဆက်လက်ပြီးတော့စူတောင်းပေးဖို့လိုတာဖြစ်တယ်အဲ့ဒီအဖြစ်ဒီကနေ့ကျွန်တော်ဒီဘမှာနေတဲ့ခါမှာအရင်အရေးကြီးတာကပါလဲဆိုရင်ဒီကနေ့ဒီမှာခေါင်းဆောင်တွေရှိတယ်ဒီမှာလူငယ်တွေအများကြီးရှိတယ်ကျွန်တော်မလေးရှားမှာဒုက္ခတွေနဲ့ကျွန်တော်နေတယ်ကျွန်တော်ကလေးတွေအများကြီးတွေ့တယ်ဒီမှာလည်းအများကြီးကျွန်တော်တွေ့ရတယ်9နှစ်6နှစ်9နှစ်10နှစ်10နှစ်တွေအများကြီးကျွန်တော်တွေ့ရတယ်မလေးရှားမှာကျွန်တော်တို့ကလေးတွေအကြောင်းတက်လို့မရဘူးအစိုးရအကြောင်းတက်လို့မရတဲ့ခါမှာကျွန်တော်ကလေးတွေကိုဒီတိုင်းထားမှလားမိဘပြည်သူတွေအလုံးလုံးနေတဲ့သူတွေအော်ပရာစီဖြစ်ခါမှာပရင်ပေါက်နဲ့ခုံချပြထွက်ပြေးနေရတာကျွန်တော်ရဲ့ကုလူသူရဲ့ချင်းနဲ့မိဘပြည်သူတွေရဲ့အခက်အခဲပြဿနာတွေကိုကျွန်တော်တို့ကမငြိမ်ညာတော့ဘူးလားဆိုတော့ခါမှာကျွန်တော်မှာကဇုံချင်းပဲပြီးကျွန်တော်ချင်းတမျိုးသားအလုံးအနေနဲ့ဒီဘက်မှာကျွန်တော်လိုရမယ့်အိမ်စာတွေကအများကြီးရှိနေတယ်ဒီပြဿနာတွေအားလုံးကကျွန်တော်တို့ခေါင်းဆောင်လူမျိုးတမျိုးသားလုံးရဲ့ပြဿနာတစ်ခုဖြစ်တယ်ကျွန်တော်အတူတကွဝိုင်းဝန်းဖြေရှင်းပေးရမယ့်ပြဿနာဖြစ်တယ်ကျွန်တော်ချင်းနေဟာဆိုရင်မွေးဖွားလာကြတဲ့ကနေပညာရေးနဲ့မွေးဖွားလာတဲ့သူဖြစ်တယ်ကျွန်တော်ချင်းပြည်နယ်ကဘာမှမထွက်ပေမဲ့ပညာရေးဖြစ်တဲ့နိုင်ငံဖြစ်တယ်ပညာရေးထွက်တဲ့ပြည်နယ်ဖြစ်တယ်ဒီဟာကိုကျွန်တော်ရောက်တဲ့ညတိုင်းမှာကျွန်တော်ခိုင်တွေ့ရမှာဖြစ်တယ်ဒီဖေးကန်ရမှာဖြစ်တယ်ကျွန်တော်ခေါင်းဆောင်တွေကကျွန်တော်ကလေးတွေအတွက်ပညာရေးအခွင့်အလမ်းကိုဆက်လက်ဖန်တီးရမှာကျွန်တော်တာဝန်ဖြစ်တယ်ဒီကနေ့ကျွန်တော်နေကဟာခါထန်လာတဲ့ဖလန်ပြတ်နာတဲ့နေစရာမလို့ကျွန်တော်ပြပမှာရောက်ခါမှာချင်းကချင်းပဲဇုံကဇုံပဲဇုံချင်းကဇုံချင်းပဲအဲ့ဒါကြောင့်ကျွန်တော်အားလုံးကဖြည့်ရှင်းရမှာဒါဖြစ်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်
ကျွန်တော်ဒီကလေးရဲ့ပညာရေးကိုကျွန်တော်ခမည်းနဲ့ကျွန်တော်နဲ့မှကလေးတွေကိုပညာရေးမပေးဘသူကလာပေးမှလဲမလေးရှားအစိုးရကမပေးလို့ကျွန်တော်တို့ကအပွေစီကျောင်းတွေထောင်နေတာဖြစ်တယ်ဒီကျောင်းတွေကတော့တကယ်စနိုင်ငံတကာအတိမပြုတာအတိမမပြုဘူးဒါကြောင့်ကျွန်တော်တို့ကသူတို့ကခွင့်လန်းကအများကြီးဖန်တီးပေးရမှာကျွန်တော်တို့တောင်းပါဖြစ်တယ်ဒီကနေ့ဆက်လက်ပြီးကျွန်တော်စီလုံးဖို့လွယ်တယ်ပြီးတော့နောက်တစ်ခုဒီမှာလူငယ်တွေ music သမားတွေလူငယ်တွေအများကြီးရှိတယ်ဒီနေ့ကျွန်တော်တို့ဖတ်ကြည့်ကျွန်တော်ကိုယ်ရှိခဲ့ကလူတွေရဲ့အဆွေတွေစုဝေးမှုတွေအားလုံးကိုဒီနေ့ကျွန်တော် generation မှာအဆုံးသတ်ဖို့ချိန်တယ်ဒီကနေ့ကျွန်တော်ကချင်းဆွဲရဲ့ teacher တို့ကသွားဖို့နဲ့ပြောပြတယ်ဒီကနေ့လူငယ်တွေအားလုံးကိုကျွန်တော်ပြောချင်တာကပါလဲ you are the solutions of this generation ခင်ဗျားတို့ကဒီgeneration အဖြစ်ဖြစ်တယ်ဒီလူငယ်တွေစုံချင်းလူငယ်တွေကကျွန်တော်ချင်းတွေကိုဆက်လက်ဆောင်ပေးပါခန္ဓာပြီးကိုကျွန်တော် Israel လာလူမျိုးရဲ့ဘဝကိုကြည့်မယ်ဆိုရင်လက်ပေါင်း40နဲ့ရောက်နိုင်မဲ့ခန္ဓာပြည်နေမှာညပေါင်း40ကြာတယ်ကျွန်တော်ချင်းနေတာဒီတိုင်းဆက်သွားမယ်ဆိုရင်လူကြီး9နာရီနဲ့အစည်းအဝေးထိုင်ပြီးတော့စီလုံးနိုင်မှာဟာကိုကျွန်တော်တို့ကညပေါင်း50ကြာသွားနိုင်တယ်ဒီကနေ့ကြာကိုကျွန်တော်တင်ယူဖို့လွတ်တယ်ဒီကနေ့ကျွန်တော်တို့က reconciliation ကိုကျွန်တော်ပြန်သွားဖို့ချိန်တာပဲဖြစ်တယ်ကျွန်တော်ဣသရေလလူမျိုးလူညပေါင်း40မကြာဖို့ရည်ချီတာဖြစ်ကျွန်တော်ချင်းပြည်နယ်အတွက်ကျွန်တော်အားလုံး9နာရီနဲ့အဖြေရှာလို့ရတာကိုကျွန်တော်ညပေါင်း50ကြာသွားမှာကိုကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်အရန်နှမျိုးဖို့ကောင်းတာဖြစ်တယ်ဒီကနေ့ကျွန်တော်မလေးရှားမှာနေလာတာပဲနေရှိပြီလေ ACR ရဲ့တက်တဲ့တော့တွေ့မယ်ဆိုရင်ညပေါင်း20ရှိပြီ CRC တက်တဲ့ပြောမယ်ဆိုရင် CRC ဆိုနောက်နေ့ဆိုသူတို့က25နှစ် CRC ရုံးဖွင့်ပွဲလုပ်တော့မှာဖြစ်တယ်ကျွန်တော်ပြောချင်တာပါလေကျွန်တော်ချင်းတွေကပြီးမလေးရှားမှာရှိညပေါင်း25နှစ်ရှိပြီဣသရေလလူမျိုးတွေကညပေါင်း40ကျွန်တော်ညီးလာပြီအခုချိန်ကျွန်တော်မစီလုံးနိုင်သေးဘူးအဲ့ဒါဘာကြောင့်လဲဒီလူမျိုးကျွန်တော်မစီလုံးနေတွေကဖျားကကျွန်တော်တန်ခတ်နေမှာပဲကျွန်တော်ကညပေါင်း40ပြောနေ50ကျွန်တော်ဆက်သွားနေမှာပဲအဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ဒုက္ခတွေဘဝကိုကျွန်တော်ဒုက္ခတွေဘဝကိုကျွန်တော်ဒီနေ့ဆုံးသက်ဖို့ချိန်လာကျွန်တော်လူမျိုးရဲ့ပြဿနာကလေးရဲ့ပြဿနာမုံဆိုးမရဲ့ပြဿနာမုံဆိုးဘိုးရဲ့ပြဿနာဒါရီရဲ့ပြဿနာအားလုံးကိုကျွန်တော်ကဖြေရှင်းဖို့ချိန်လာပြီဆိုတော့ဟာကိုကျွန်တော်ဒီနေ့ပြောချင်တယ်အားကြောင့်အားလုံးရဲ့ဇော်ဝီချင်းအားလုံးဒီနေ့ဒီခုတော့ဘွေးမှာအားလုံးတကယ်ပဲ congratulation လူငယ်တွေအားလုံးဆက်ပြီးကျွန်တော်ချင်းတွေကိုဆက်လက်ပြီးပူဆောင်ပေးပါအရောက်ဆိုင်ဖျားရှင်